ခုမြင်တွေ့နေရတာတော့ပြိဝါသတိဆောက်ဖို့ဆောက်လုပ်ထားတဲ့ခေါင်းရိုးလုံးရင်းတဲတွေပဲဖြစ်ပါတယ်ဒါကတော့ရှမ်းပြည်နယ်အောင်ပန်းမြို့ပြည်မီကျောင်းတိုင်းမှာပဲဖြစ်ပါတယ်ပြိဝါသ15ရက်တိဆောက်ရတာဖြစ်ပြီးတုတ်တန်တာပြိဝါသတိဆောက်တာ9ရက်မာနတိဆောက်တာက6ရက်အမ်ဘာတိဆောက်တာကတညစုစုပေါင်း15ရက်ကြာမယ်လို့လည်းသိရပါတယ်။ဒီရဲ့20ရက်နေ့ကစတင်ပြီးတော့တိဆောက်တာဖြစ်ပြီး15ရက်ကြာမြင့်မှာဖြစ်ပါတယ်။ဆောင်းလုံးကာလဖြစ်တဲ့အတွက်နှွေးထွေးလုံုံတဲ့ကောက်ရိုးတဲတွေကိုတိဆောက်ပြီးတော့ကြင်ကြံအားထုတ်ကြမှာပဲဖြစ်ပါတယ်။မမြင်ဘူးမတွေ့ဘူးတဲ့မိတ်ဆွေတို့အတွက်ဘုသူရဖြစ်တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်။